မင်္ဂလာပါရှင်ဒီနေ့မှာတော့ပန်းစိမ်းကြော်လေးကြော်စားပြစ်တာနဲ့အားလုံးလည်းလိုက်လို့စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်ပန်းမွင့်စိမ်းလေးတစ်ပွင့်အသုံးပြုထားပါတယ်ရှင်တင့်တော်တဲ့အရွယ်စားလေးတွေရအောင်လို့လိဖြတ်ထားလိုက်ပါတယ်ဒီပန်းစိမ်းလေးရဆိုရင်ဗီတာမင် C ဗီတာမင် K နဲ့အမြင့်ဓာတ်တွေပါဝင်တာကြောင့်အရသာရှိုံတော့မကဘဲနဲ့အရာအာဟာရလည်းဖြစ်စေတဲ့ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်ရှင်ပြီးရင်တော့သူ့မှာပါတဲ့အညစ်အကြေးတွေနဲ့ပိုးမွားလေးတွေတန့်စင်သွားအောင်လို့စားလေးနဲ့ရေစိမ်ပြီးတော့ဆေးကြောပေးလိုက်ပါတယ်ရှင်ပန်းစိမ်းထဲမှာထည့်ကျော်ဖို့အတွက်ကြက်သွန်ဖြူလေးတွေကိုလည်းပပလေးတွေလိဖြတ်ထားပါတယ်ရှင်အနည်းငယ်ကိုလည်းရေစိမ်ထားလိုက်ပါမယ်ရှင်ဒဲအိုးလေးပူလာရင်စီးထည့်ပါတယ်ရှင်စီပူလာတဲ့အချိန်မှာတော့နွမ်းမုံလေးထည့်လိုက်ပါတယ်ပြီးရင်အစောကလှီးထားတဲ့ကြက်သွန်ဖြူလေးကိုပါထည့်ပြီးတော့စီတက်ထားပေးလိုက်ပါတယ်ရှင်ကြက်သွန်ဖြူစီတက်ထားတာလေးအနည်းငယ်မွေးလာတဲ့အချိန်မှာတော့ပဇွန်တောက်လေးတွေကိုပါထည့်ပေးလိုက်ပါတယ်အခုဆိုရင်ပဇွန်ကြောင့်နှံလေးလည်းမွေးလာပြီမို့လို့ပန်းစိမ်းလေးကိုပါထည့်ပေးလိုက်ပါတယ်ရှင်အရသာအတွက်စားနဲ့အချိုမုတ်တစ်ဖက်စားစွန်းတစ်စုံခန့်စီထည့်ပါတယ်ရှင်ပြီးရင်ပင်းငံပြားကြီးအနည်းငယ်ကိုပါထည့်ထည့်ပေးလိုက်ပါတယ်ရှင်ပန်းစိမ်းကအရမ်းကြာကြော်လို့ရှိရင်ကျွတ်လေးမဖြစ်ပဲနဲ့ပျော့သွားနိုင်တာမို့လို့မီးပြင်းပြင်းလေးနဲ့ခဏလေးပဲကြော်သွားပေးလိုက်ပါတယ်ရှင်အကြက်ညီအောင်လို့ဟိုဘက်ဒီဘက်လမ်းရင်းနဲ့ကြော်သွားပေးလိုက်ပါတယ်ရှင်ခရုစီအနှဲငယ်ထည့်ပါတယ်ရှင်ပို့ပြီးတော့အနံလေးတွေမွေးနေအောင်လို့ငရုတ်ကောင်းလေးကိုထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့အနှဲငယ်ဆက်ပြီးတော့ကြော်သွားလိုက်ပါမယ်ရှင်အခုဆိုရင်တော့ပူပူနွေးနွေးလေးနဲ့အရန်ကိုမှမွေးပြီးတော့စားကျင်စရာကောင်းတဲ့ပန်းစိမ်းကြော်လေးရပါပြီရှင်အားလုံးလည်းလက်လို့စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်